ဒါကတော့ကျမမအားလို့ဆိုပြီးတော့ကျမစီမှာလှုပ်တဲ့ကောင်မလေးကိုပေါ့နော်ဒီအယုံမအတွက်ခရီးထွက်ဖို့လိုအပ်တာရောဒီ suitcase တွေကိုထည့်တဲ့ဗီဒီယိုလေးရိုက်ထားဖို့သူ့ကိုပြောလိုက်တာပေါ့နော်အဲ့ဒါကိုသူပို့လာပြီးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပထမပိုင်းမှာတော့ဒီမှာ suitcase ထုတ်ကိုဖောက်တယ်အဲ့ဒီမှန်သေးတယ်ဟုတ်တယ်ခရီးထွက်မှဆိုတော့ဒီ suitcase နဲ့သွားရမယ်အဲ့မှာစပြီးသူလိုအပ်တာရောထည့်ပြရတယ်ပထမဆုံးသူအင်ကြီးထည့်တယ်ဟုတ်တယ်ခရီးသွားမယ်ဆိုတော့အင်ကြီးလိုတယ်အဲ့ဒါတော့မှန်တယ်နောက်ထပ်အင်ကြီးတစ်ထည့်ထည့်တယ်โอเค2ရက်နေမှာပေါ့နော်2ရက်နေမှာတော့နှစ်ထည့်ထည့်တယ်ဟုတ်ပြီအဲ့ဒီလက်ခံတယ်ပြီးရင်ဒီကားပေါ်မှာအိတ်တယ်လေဘင်းဆွတ်တဲ့ဟာလေးပေါ့နော်ဟုတ်ပြီအဲ့ဒီလေဟုတ်တယ်ခရီးထွက်တယ်ဆိုတော့ဒါလိုအပ်တယ်ပေါ့နော်အဲ့ဒီလေရသေးတယ်ပြီးရင်တော့မျက်မှန်ထည့်တယ်တဲ့ရသေးတယ်ခရီးထွက်မှာကန်းကြီးပါဖြစ်မှာပေါ့အကြိုင်မျက်မှန်လိုမှာပေါ့ရတယ်ပြီးရင်ပတ်စံလေးထည့်မှာတဲ့ရသေးတယ်ခရီးထွက်မှာဆိုတော့ပတ်စံတွေပါလေလိုတယ်လीနော်ပြီးရင်ရှာအိုးထုတ်လေးတဲ့ရတယ်အိုးထုတ်လည်းထည့်လို့ရတယ်ပြီးရင်ဘီးထည့်မှာတဲ့ဒီပေါ့ဘီးလည်းလိုရင်လည်းလိုမှာပေါ့ထည့်လိုက်ပါပြီးရင်ကင်မရာလေးဟုတ်တယ်ဓာတ်ပုံလေးပါရရမှာဆိုတော့လိုပါတဲ့ကင်မရာလေးထည့်လိုက်ပါပြီးရင်ဆွဲကြိုးလေးထည့်မယ်တဲ့ဒီပေါ့လေးဆွဲကြိုးလေးလိုရင်လိုမှာပေါ့ထည့်လိုက်ပါအဲ့ဒီရသေးတယ်ဒါပေမဲ့ဒီမှော်နေနံကြတော့ဘာလို့ထည့်မှာလဲအခုခရီးထွက်တဲ့လူက ferry ကောမှာသားမလို့လားရပါနဲ့ဖြည့်တွေးပေးလိုက်ပါမယ်ပြီးရင်ပတ်စံကြီးလေးထည့်တဲ့ရှေ့မှာတစ်လုံးထည့်ပြီးသွားပြီလေဒါပေမဲ့နှလုံးလိုချင်လို့နေမှာပေါ့ထားလိုက်ပါထည့်လိုက်ပါပြီးတော့နောက်ထပ်မျက်မှန်တစ်လက်တဲ့ဒီပေါ့လိုရင်လည်းလိုမှာပေါ့ထည့်လိုက်ပါပြီးတော့နောက်ထပ်ဆွဲကြိုးတစ်ကုန်းထပ်ထည့်မယ်တဲ့အဲ့ဒါလည်းလိုရင်လိုလို့နေမှာပေါ့နော်ထည့်လိုက်ပါပြီးတော့ headphone ဒါကတော့လိုပါတယ်တချင်းတွေပါနားဟောင်းမှုအတွက်ဒါလည်းနားလည်ပေးလို့ရသေးတယ်လုံးဝနားလည်ပေးလို့မရအဲ့ဒီမှာအဲ့ဒါလေအယုံမလေးမွေးရတဲ့ခွေးလေးပါလို့သူ့တော့စုကိစ္စထည့်ပြီးတော့တည်သွားလို့လုံးဝမရဘူးနော်တည်ခြင်းအပြင်ကပဲတည်သွားလို့ရမှာအဲ့ဒါကိုမထည့်လိုက်ပါနဲ့ please နောက်ထပ်ဘာပဲထည့်တဲ့ကယူမဆိုင်ဘူးကအခွေးလေးကိုပြန်ထုတ်လိုက်အခွေးလေးအဲ့ထက်မှနေလို့မရဘူး no မပိတ်လိုက်နဲ့နော်သူ့ကိုမပိတ်လိုက်နဲ့မရဘူးခွေးကတက်ရှိရဲလို့ဗျောင်းမြိုင်ကြီးတည်လို့မရတော့သွားပြီခွေးလေးရိုင်းပြီးပါ